ကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်တဲ့ညစုဒိုးပန်ဝိုင်းနေမင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမို့ပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့လူတကယ်ကိုစံပြလူစေတနာတဲ့မွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတဲ့မွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေဒီမလာပြင်စင်ထားတဲ့ဒီလူအောင်စီတဲ့အောင်မောင်နဲ့အောင်ရောင်မင်္ဂလာရီအောင်လန်တလူလူစီကတိုင်းမြေလိုရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြည့်ပြောတဲ့အလူရှင်နီရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူနေပါဤမလို့ပြောစီတာတညညမစေဒါနာဘွေးစင်နွယ်လို့ကိုတော့ယူအမခန့်လောက်ပြထူတဲ့လူမွေကအောင်လန်းလွှင့်ထူပြောစရာကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်တဲ့ညစုဒိုးပန်ဝိုင်းနေမင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမို့ပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူဒီလူတကယ်ကိုစံပြလူစေတနာတဲ့မွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတဲ့မွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေဒီမလာပြင်စင်ထားတဲ့ဒီလူအောင်စီတဲ့အောင်မောင်နဲ့အောင်ရောင်မင်္ဂလာရီအောင်လန်တလူလူစီကတိုင်းမြေလိုရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြည့်ပြောတဲ့အလူရှင်နီရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူနေပါဤမလို့ပြောစီတာတညညမစေဒါနာဘွေးစင်နွယ်လို့ကိုတော့ယူအမခန့်လောက်ပြထူတဲ့လူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတဲ့မွေးပြန်လို့ကျူတရားအကောင်းနဲ့အ
ဆုံးမိုးလုံးတိမ်နေချိန်ငိမ့်ညံစုအောင်ဝဲခံယူအများကဝါဟီလိုအော်ချာတမှုတင်စားခေါ်ယူအလုံးရကြီးစေတနာတရာကဖြူအလုံးမကြီးစေတနာတရာကဖြူလာလာသမျှမိတ်ဆွေအပေါင်းကိုခေါ်ယူပြုံးလေးနဲ့စီကျူကတမှုမင်္ဂလာယူမင်္ဂလာယူဒီနေ့တော့မှတကယ်ကိုစံနမှုအားချစရာအလူပါရမီမျိုးစေ့စိုက်ပျိုးချတဲ့အလူရောက်စီတဲ့ချိန်ကြီးလွမ်းကမင်္ဂလာယူနတ်ဘုံနဲ့နဲ့ညီတမျှလုံးအသွေးမတူမိအောင်ဆုံးမန်းတဲ့ကြီးနဲ့ဝင့်ထဲစွာခန္ဓာလုံးနဲ့ဒီလိုအလုံးဒီလိုအလုံးတရွာလုံးတနေ့လုံးပျော်ရွှင်မဆုံးမိုးလုံးတိမ်နေချိန်ကြီးညံစုအောင်ဝဲခံယူဖြူတဲ့မဟာအလူတရာဖြူတဲ့မဟာအလူအများကဝါဟီလိုအော်ချာတမှုတင်စားခေါ်ယူအလူတကာကြီးစေတနာတရာကဖြူအလူမကြီးစေတနာတရာကဖြူလာလာသမျှမိတ်ဆွေအပေါင်းကိုခေါ်ယူပြုံးလေးနဲ့စီကျူကတမှုမင်္ဂလာယူမင်္ဂလာယူဒီနေ့တော့မှတကယ်ကိုစံနမှုအားချစရာအလူ
ပေါင်းလို့စီလုံးနေနေအလူကြီးလေးလို့လာပါပြီရှိနေပါပြီမင်းနဲ့တွေ့မှလေးဆိုင်ဝိုင်းကမြိန်နေပြီကိုနောက်ပန်းနောင်လေးတွေလာပြီးတွေ့လို့ရှူသွားပြီအကျွေးဝေးကဆုံးပါသည်ခန္ဓာရဲ့ဒီလူသည်တရားချီနူးကုသိုလ်ထူးလို့ဂျုံမျိုးကကြီးပြောစရာဘာမှမရှိအောင်တောင်းစီတဲ့ဒီလူသည်နေပန်းရင်နဲ့တလန်းလို့အောင်ပြီအောင်ပြီရှိနေပါပြီမင်းနဲ့တွေ့မှလေးဆိုင်ဝိုင်းကမြိန်နေပြီကိုနောက်ပန်းနောင်လေးတွေလာပြီးတွေ့လို့ရှူသွားပြီအကျွေးဝေးကဆုံးပါသည်ခန္ဓာရဲ့ဒီလူသည်တရားချီနူးကုသိုလ်ထူးလို့ဂျုံမျိုးကကြီးပြောစရာဘာမှမရှိအောင်တောင်းစီတဲ့ဒီလူသည်နေပန်းရင်